မိုးမြင်မာလာတဲ့ပညာဘယ်လိုပညာမျိုးတော့လူရင်းကြရပြောရရင်ဘဝခန္ဓာနဲ့ပတ်သက်တဲ့အမှန်တရားတွေကိုသိမြင်နားလည်တဲ့ပညာတော့ဒီပညာကမှတကယ်တန်ဖိုးကြီးတာအဲ့ဆိုရပါစို့တရားတော်လူချင်းတို့ဒီဘဝခန္ဓာဆိုတာပုဂ္ဂိုလ်တ attva သဘောမပါဘူးဟောက်ပြန်တဲ့သဘာဝတရားတွေအာယုံကိုသိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်ဆော့တဲ့နံတရားလို့ဆိုတဲ့သဘာဝတရားတွေတက်သဘာဝတရားတွေရဲ့အစုအဝေးပဲပုဂ္ဂိုလ်တ attva မပါဘူးသဘာဝတရားတွေရဲ့အစုအဝေးကိုပါဠိလိုခန္ဓာလို့ပြောတယ်နော်တဘာဝတရားကအကျဉ်းများဖြင့်ယုတ်တဘာဝနံတဘာဝယုတ်တဘာဝဆိုတာဘာပြောအောင်ဖောက်ပြန်တဲ့တဘာဝကိုပြောတာဟုတ်လားနံတဘာဝဆိုတာဘာပြောတာတော့အာယုံကိုသိတာခံစားတာမှတ်သားတာစိတ်ဆော်တာဟုတ်လားအယောင်ကိုသိတယ်အတန်ကိုသိတယ်အနံ့ကိုသိတယ်အရသာကိုသိတယ်အတွေ့အထိကိုသိတယ်အတွေ့အကြံကိုသိတယ်သိတာလည်းမရှိဘူးလားသိပြီးရင်ဘာဖြစ်တော့စိတ်ထဲမှာချမ်းသာတယ်ဆင်းရဲတယ်သုံးဖို့ကောင်းတယ်ဆိုးတယ်ခံစားတာမဖြစ်ဘူးလားခံစားပြီးရင်ဒါပါပဲညာပဲအမျိုးမျိုးမှတ်သားမှုတွေအလုပ်လုပ်တာရှိတယ်တင်ညာပေါ့နော်ကောင်းတယ်ထင်ရင်ကောင်းတယ်လို့တုံ့ပြန်မယ်မကောင်းမှုထင်ရင်ဒေါသနဲ့တုံ့ပြန်မယ်တုံ့ပြန်မှုအမျိုးမျိုးဖြစ်တာမရှိဘူးလားဒါအကျဉ်းများဖြင့်သင်္ခါရကိုပြောတာပေါ့အဲ့တော့ဘာလဲဆိုလို့ရှိရင်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဟောက်ပြန်တဲ့သဘာဝတရားနဲ့နံတရားလို့ဆိုတဲ့သဘာဝတရားဒီသဘာဝတရားတွေပဲဖြစ်နေတာအဲ့ဒါကိုပိုင်းခြားပြီးတော့သိလို့ရှိရင်ဒါပညာပဲနာမရူပပရိစ္ဆေဒပညာလို့သုံးမယ်ပေါ့နော်